တရုတ်ဆောင်ရေးပွင့်ဖြူရဲ့မိခင်ကြီးဝါရင်ဆက်ဖို့တရုတ်ဆောင်ဒေါခင်တန်းဝင်းဟာဒီကနေ့မနက်မှာသွေးတိုးရောဂါဖြစ်သွေးတက်ဆောင်ပြီးကွယ်လွန်သွားရတာဖြစ်ပါတယ်။6တဆုံးသွားတာ3ရက်ပြည့်မှာမိခင်ဖြစ်သူတရုတ်ဆောင်ဒေါခင်တန်းဝင်းတိတ်ဆုံးသွားပြီဆိုတာမှတ်ကန်တဲ့သတင်းဖြစ်ကြောင်းအတည်ပြုပြောကြားလာခဲ့တဲ့တရုတ်ဆောင်ရှိရှိပွင့်ဖြူမင်္ဂလာပါပရိသတ်ဒီရှင်ပြည်ရဲနိုင်ပိုင်းအတွင်းကမှလူမှုကွန်ရက်စာမျက်နှာပေါ်မှာတာသမီတွေနဲ့မနေပဲတိုက်ခန်းမှာတယောက်တည်းနေထိုင်တဲ့တရုတ်ဆောင်ရီရီပွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်တန်းဝင်းတယောက်တိုက်ခန်းထဲမှာတယောက်တည်းကွယ်လွန်နေရကိုမသိရပဲအနမ်းထလို့ပတ်ဝန်းကျင်ကပြီးတော့မှမိသားစုဝင်တွေလာရောက်ခဲ့ကြတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒေါခင်တန်းဝင်းနေထိုင်ရာတိုက်ခန်းနဲ့မိဆက်သူတဦးကကိုရီလန်တွေကတိုက်ခန်းမှာရီရီပွင့်ဖြူရဲ့အမေကြီးကတယောက်တည်းနေတာကြပြီ။ဒီနေ့သူ့အခန်းမှာတယောက်တည်းတည်နေတာတီတာ3ရက်လောက်ရှိပြီထင်တယ်။ပုံနဲ့နေအောင်စပြီးတော့ရနေပြီလေ။သူတို့တိုက်ခန်းသားကတယောက်ကသတိထားမိပြီးရဲစခန်းကိုဖုန်းဆက်အကြောင်းကြားမှသိရတာ။စိန်ဖြူလိုက်နဲ့ရီရီပွင့်ဖြူတော့လာသွားပြီကြားတယ်။စိတ်မကောင်းပါဘူးအန်တီရေကောင်းရတတိလာမစင်မှုဆိုကလူမှုကွန်ရက်ပေါ်မှာပြောပြထားတာလေးဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ဆောင်ရီရီပွင့်ဖြူကတော့မိခင်ဖြစ်သူဒေါခင်တန်းဝင်းဟာဒီကနေ့မနေ့ကမှသွေးဆောင်တိုးပြီးတော့ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေအတည်ပြုပြောကြားလာခဲ့တာဖြစ်ပါတယ်။ရီရီပွင့်ဖြူကအမေဆုံးပြီးကျမအမေကသေတိုးယောဂသမားပါတခြားအိမ်ရလည်းလဲနေတဲ့ယောဂဘာမှမရှိပါဘူးဒီမနက်မှာပဲရုတ်တရက်သေးဆောင်တက်ပြီးဆုံးသွားတာမှမဆိုတော့တမရဲ့လူမှုကွန်ရက်စာမျက်နှာကနေအတိပေးလာခဲ့တာဖြစ်ပါတယ်တရုတ်ဆောင်ရီရီပွင့်ဖြူဟာခင်မုန်းဖြစ်သူစိန်ဖြူလိုက်နဲ့လက်ထပ်ပြီးနောက်ပိုင်းမှာတော့ social influencer တွေအနေနဲ့ရက်တည်လာခဲ့တာဖြစ်ပြီးမကြာခဏဆိုသလိုနိုင်ငံခြားခရီးသွားရတာတွေရှိသလိုတမရဲ့စီးပွားရေးလုပ်ငန်းအတွက်အမြဲတမ်းအားစိုက်နေရသူလည်းဖြစ်ပါတယ်မိခင်ဖြစ်သူဒေါခင်တန်းဝင်းကိုတော့ဘာမှလူတွေသိမရှိပြေဆောင်အောင်ထားနေတဲ့သမီးလိမ္မာတယောက်ဖြစ်ပေမယ့်မိခင်ဖြစ်သူကလည်းအတူတူမနေချင်တာကြောင့်မိခင်အတွက်တိုက်ခန်းတစ်ခန်းတီးတာဝယ်ပေးထားပြီးမိခင်ကြီးကိုတယောက်တည်းနေစေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ရီရီပွင့်ဖြူတို့အနေနဲ့မိခင်ဖြစ်သူသေဆောင်တိုးပြီးရုတ်တရက်ကွယ်လွန်သွားချိန်မှာတော့အနားမှာရှိနေခွင့်မရလိုက်ပဲအသက်ဆုံးရှုံးလိုက်ရတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ဒေါခင်တန်းဝင်းဟာကွယ်လွန်ချိန်မှာအသက်68နှစ်ရှိနေပြီဖြစ်ပြီးကွယ်လွန်ချိန်မှာသမီး2ယောက်နဲ့မြေး2ယောက်တို့လည်းကျန်ရှိခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ဒေါခင်တန်းဝင်းတယောက်ကောင်းရမွန်ရအမိဆုံးပြီးကျမအမိကသွေးတိုးယောဂသမားပါ